ကင်မရာဦးစားပေးသုံးမယ်ဂိမ်းကိုလည်းနည်းနည်းပါးပါးပဲဆော့တယ်ဘယ်ဖုံးဝင်ကောင်းမလဲလိုက်မီးနေတဲ့သူတွေဒီဗီဒီယိုကြည့်တင်တယ်ကင်မရာနဲ့ performance ကိုဘယ်လက်ဖိအောင်ထုတ်ထားတဲ့ Xiaomi T series ဆိုရင် official မိတ်ဆက်ပွဲကမေလ28ရက်နေ့မှာ Vietnam မြို့အတွင်းမှာကျင်းပသွားတယ်29ရက်နေ့မှာတစ်ဆက်တည်းပဲထိုင်းမှာလည်းကျင်းပသွားတယ်အဲ့တော့ဒီဗီဒီယိုလေးမှာက Xiaomi 70T T Pro ကိုယ်တိုင်ကင်လိုက်ရတဲ့ experience လေးပြင်ဒီဖုန်းမှာဘာတွေတိုးတက်လာတယ်အခုချက်ချင်းပဲ pre-order တင်ပြီးတော့ဝယ်သိလားမဝယ်သိလားအဲ့ဒါတွေကိုပြောပြသွားမယ်အရင်ဆုံးဒီဇိုင်းပိုင်းကိုပြောရမယ်ဆိုရင်ဒီဖုန်းတစ်ခုလုံးကလုံးဝ clear ဖြစ်တယ်ပုံတွေထဲမှာစတွေ့တော့ဆိုမှန်တိုင်းပြောရရင်တိတ်သဘောမကျဘူးကာလာရောကင်မရာဒီဇိုင်းရောမိုက်တယ်ဆိုတဲ့ feel ကိုမပေးနိုင်ဒါပေမဲ့ကိုယ်တိုင်မှာ showroom မှာတွားကြည့်တဲ့ချိန်လုံးဝအထင်နဲ့မြင်နေရကွဲလွဲသွားတယ်ဒီကာလာနဲ့ဒီဇိုင်းကကြည့်ရတာမစိုးဘူး bus cover မှာလည်းသူကလက်ပွေလက်စီတွေမထင်နိုင်အောင်လို့တခြားသားလည်းမျိုးကြမ်းကြမ်းအီလေးလုပ်ပေးထားတယ်ဘေးပေါင် frame တွေကိုသူက aluminum frame သုံးပေးထားပြီးဒီ bus cover နဲ့ frame ဆက်ကြားတွေကဖုံးကြကြကိုင်းတဲ့ချိန်လက်ထဲမှာစူးတာမျိုးနာတာမျိုးမဖြစ်နိုင်အောင်လို့ပြလေးဆက်ပေးထားတယ်ဒီကင်မရာဘက်ကလိုတာထက်ပိုပြီးတော့ပြူးထွက်နေတာမျိုးထုံနေတာမျိုးမရှိဘူးတည်တက်လေးပဲသူ့ရဲ့ဒီဇိုင်းပိုင်းကရိုင်းထူးခြားပြီးစမ်းပြနေတာမျိုးမဟုတ်ပေမဲ့ဒီ premium look ကိုတော့ပေးနိုင်တယ်ဒီ T series အဓိကအဖြစ်သူတို့ target ကဥရောပနိုင်ငံတွေဖြစ်လို့ဒီဥရောပသားတွေကြိုက် premium look base quality design သားနာရအောင်လို့ဖန်တီးထားတယ်လို့ပဲကျွန်တော်တို့မြင်တယ်ကိုယ်တိုင်ကန်ရတဲ့ hand feeling ရပြောမယ်ဆိုရင်တော်တော်မိုက်တယ်သဘောကျတယ် Xiaomi T series ရဲ့ T Pro ထက်လက်ထဲမှာကန်တဲ့အနေထားမှာပေါ့တယ်ကန်ရတာ CC ပိုင်လေးနဲ့ဒီပေါ့ပါလေးပဲ personally ကပြောမယ်ဆိုရင်တော့ 70T လေးကိုပိုသဘောကျတယ်အခုဗီဒီယိုလေးကနည်းနည်းလေးရှင်းသွားတဲ့အတွက်ဒီ TikTok မှာနှစ်ပိုင်းခွဲပြီးတင်ထားတယ်အခုချိန်ဆိုရင်တော့ဒီ YouTube channel လေးမှာအကုန်လုံးတင်ပြီးသွားပြီတခါလဲကြည့်နေဆိုရင်တွက်ကြည့်လို့ရတယ် display ပိုင်းမှာက Xiaomi 70T ဆိုရင် 6.59 inch AMOLED display 120Hz နဲ့ 1.5K resolution နဲ့လာတယ်ဒီ 70T Pro ကကြတော့ 6.83 inch AMOLED display 144Hz 1.5K resolution နဲ့ FIFA နဲ့လည်း3500နစ်တီရတယ်ပေါ့အခုလုံးရဲ့ display တွေကရန်ကြီးထူးခြားပြီးကွဲပြားနေတာမျိုးမရှိဘူးတာမှန်ပဲ 144Hz နဲ့ 120Hz နဲ့ကွာဝါတာလေးတော့ရှိတယ်ပေါ့စကွန်ဆိုင်လေးနဲ့နည်းနည်းလေးကွာဝါမယ်ဒီပြီး IP58 water resistant လည်းနှစ်ခုလုံးမှာပါတယ်ဘက်ထရီပိုင်းမှာဆိုရင် Xiaomi 70T မှာက 6500 mAh silicon carbon battery ဖြစ်သွားတယ်ဒီ57 watt နဲ့ပြန်ပြီးအားသွင်းလို့ရမယ် 70T Pro မှာကြတော့9000 mAh silicon carbon battery ဒီ100 watt charging support ပေးတယ်ပြီးတော့သူ့မှာက50 watt wireless charging မှာပါသွားသေးတယ်6000 mAh 9000 mAh battery ဆိုတာကတခြားဖုန်းတွေနဲ့ရှိမယ်ဆိုရင်တာမန်နေထားတော့ပဲဒီနဲတဲ့တော့မပါဘူးတနေ့တာသုံးပြလို့အတွက်လုံးလိုက်တယ်ဒီနှစ်မှာကဒီ T series ကိုကိုလိုဆီလီကွန်ကာဗွန်ဘက်ထရီလုတ်ပေးလိုက်တဲ့အတွက်ရင်တော့နေလိုမျိုးဘက်ထရီစားတာဘက်ထရီတက်တန်းသိမခံတာတွေကတော့နည်းနည်းကြီးကတော့ပိုပြီးတက်တာဝါမယ်လို့တော့ထင်တယ်ဒီဖုန်းရဲ့မင်းသားကြီးဖြစ်တဲ့ကင်မရာပိုင်းကိုပြောရရင်နှလုံးမှာကလိုက်ကစင်စာတွေသုံးထားပြီးကင်မရာဦးစားပေးသုံးချင်တဲ့သူတွေ Xiaomi 70T Pro ဝယ်တာပိုအဆင်ပြေလိမ့်မယ်ဘာလို့လဲဆိုတော့ 70T Pro မှာက50 megapixel live fusion 950 main စင်စာသုံးပေးထားပြီးတော့ဒီ50 megapixel 5 periscope telephoto lens ပြီးရင်12 megapixel ultra wide ပါသုံးပေးထားတယ်ကင်မရာဘန်းကိုကြည့်လိုက်ကင်မရာလိမ့်လုံးကိုထင်ရရင်ဒါပေမဲ့မဟုတ်ဘူးနော်ကင်မရာ3လုံးနဲ့ပါတာကျန်တဲ့တစ်ခုကစင်စာတွေဒီဓာတ်ပုံရိုက်ကြည့်တဲ့လောက်ပြောရမယ်ဆိုရင်ထွက်လာတဲ့ပုံထွက်တွေကပြောစရာမလိုဘူး18285ကြိုက်တဲ့ဇုံလန်းနဲ့ရိုက် Leica color science ဖြစ်တဲ့အတွက်ကြောင့်ပုံထွက်တွေကတော့လာပြီးသားပဲ Leica auto နဲ့ Leica VP စတဲ့မူးတစ်ခုလုံးလည်းပါတယ် live photo ပါရိုက်လို့ရသေးတယ်ဒီ 8K 30fps အမြင့်ဆုံးရိုက်လို့ရပြီး 4K 120fps ပါ support ပေးတယ်ဒါပေမဲ့ 4K နဲ့ 120fps ဗီဒီယိုရိုက်တဲ့ချိန်မှာလမ်းကန့်သက်ချက်ပြဿနာလေးတစ်ခုရှိတယ်အဲ့ဒါ 4K 120 ဗီဒီယိုရိုက်ရင် main လမ်း 1H တစ်ခုတည်းနဲ့အလုပ်လုပ်တာ तू ကအဲ့တော့ကျွန်တော်တို့က 1H ကနေပြီးတော့ 2H 3H 5H ဇုံဆွဲပြီးပြောင်းရိုက်တဲ့အခါမှာဗီဒီယို quality ကျသွားတာ color တွေပြောင်းသွားတာမျိုးတွေဖြစ်သွားတယ်အဲ့ဒါကိုလည်းဗီဒီယိုတက်ဆန်းထားတဲ့ YouTuber တွေတော်တော်များများပြောလာတာကိုတွေ့ရတယ်ဒီအကြောင်းရင်းက 4K 120ဗီဒီယိုရိုက်ရင်စင်ဆာဆိုင်ကြီးတဲ့ main camera မှာပဲအလုပ်လုပ်တာဒီ 1 ရနေပြီးတော့ဇုံဆွဲလိုက်တဲ့အခါကျတော့ tele လမ်းကိုပြောင်းမသွားပဲနဲ့ဒီ main လမ်းကနေပြီးတော့ပဲ digital ဇိုးကြီးနဲ့ရိုက်သွားတာအဲ့တော့ရုပ်ထွက်က quality ကျသွားတယ်ပြီးရင် color တွေပြောင်းသွားတယ်အဲ့လိုတွေဖြစ်ကုန်အောင်ဒါလေးတော့တည်ထားစီခြင်းနေပေါ့နော်ဘာလို့လဲဆိုတော့ကိုဝယ်မဲ့လူဖြစ်တဲ့အတွက်ဒါကြီးက error ကြီးလားဘာလားဆိုတာနောက်ပိုင်းကျရင်တော့ software upgrade နဲ့ပြန်ပြင်မလားတော့မသိဘူးဒါတော့မျှော်လင့်ရတာပဲဒီ Xiaomi အနေနဲ့အခုဒီ T Pro မှာ 4K 120fps အတွက်စင်တမဖြစ်သေးဘူးဆိုတော့မြင်ရတယ်
Xiaomi 70T မှာဆိုရင် 50 megapixel live feature 800 main camera ပြီးတော့နောက်ထပ်50 megapixel Leica base code telephoto lens ပါတယ်နောက်ထပ်12 megapixel ultra wide lens လေးပါထည့်ပေးထားသေးတယ်ဗီဒီယိုရိုက်မယ်ဆိုရင်ဒီဖုန်းမှာက 4K 60 fps အမြင့်ဆုံးရိုက်လို့ရတယ်selfie camera ဒီမှာကြတော့ဒီကောင်နှစ်ခုလုံးမှာ32 megapixel ထည့်ပေးထားရင်အတူတူပဲတကယ်လို့ selfie camera နဲ့ဗီဒီယိုရိုက်မယ်ဆိုရင် 4K 30 fps အမြင့်ဆုံးရိုက်လို့ရတယ်Xiaomi 70T နဲ့ T Pro နှစ်ခုစလုံးက Leica camera တွေသုံးထားပြီးမယ် main sensor site တွေကမတူ 70T မှာကြတော့ live feature 800သုံးထားပြီးတော့ 70T Pro မှာကသူက live feature 950သုံးထားတယ်ဒီ950ဆိုတဲ့ sensor site ကပိုကြီးတဲ့အတွက်အလင်းပိုဖမ်းနိုင်တယ်ဒါကြောင့်ညဘက်ဓာတ်ပုံရိုက်တဲ့ခါတွေကြာရင်ဒီလေးပိုကြံမယ်ဒီ portrait ရိုက်တဲ့ခါတွေကြာရင် background blue ကပိုလှမယ်သဘာဝကျမယ်ပေါ့တကယ်လို့ကိုကကင်မရာ experience ကိုပိုပြီးဦးစားပေးတဲ့လူဆိုရင် 70T Pro လေးကိုဝယ်တာပိုအဆင်ပြေလိမ့်မယ်SoC ဘိုင်းမှာက Xiaomi 70T က Dimensity 8500 Alpha နဲ့လာတယ်ဒီ global phone ဖြစ်တဲ့အတွက်ဒီဖုန်းနဲ့ game ဆော့မယ်ဆိုရင် FPS စစ်တင်နေရတော့တော်တော်များများပွင့်လောက်မယ်လို့ထင်တယ်ဒီအတူတူ Batman တိုင်းတာချက်တွေကကြည့်မယ်ဆိုရင် Xiaomi 70T က2တန်းနီးပါးလောက်ထိ performance ထွက်တာကိုတွေ့ရတယ်အခုအချိန်အနေမှာ Redmi Turbo 5 ဝယ်မဲ့သူတွေကတဖန်ပြန်စဉ်းစားလို့ရတယ် performance ကြီးရှိရင်ဒီ Turbo 5 ကတာတယ်ဆိုပေမဲ့ကင်မရာကြီးရှင်းလိုက်တဲ့အခါမှာကျတော့ Xiaomi 70T ကိုဘယ်လို့မှကြော်နိုင်မှာမဟုတ်ဘူးအဲ့တော့ဒီဈေးတန်းမှာကင်မရာဦးစားပေးသုံးမယ် game လည်းနည်းနည်းပါးပါးလေးပဲစောင့်မယ်ဆိုရင်တော့ဝယ်ဖို့စဉ်းစားသင့်တယ် Xiaomi 70T Pro ကတော့ Dimensity 9500 3 nanometer processor နဲ့လာတယ်ဒီဖုန်းရဲ့ sequence size တွေပြီး refresh rate တွေ VD နဲ့ charging chipset စတာတွေအားလုံးအကုန် perfect ဖြစ်နေတယ် all နာတကယ်သုံးလို့ကောင်းတဲ့ဖုန်းတစ်လုံး game ဘိုင်းလားကင်မရာဘိုင်းလားလုံးဝ okay ပဲဘာမှပူစရာလိုမှာမဟုတ်အတူတူ Batman တိုင်းတာချက်တွေကြည့်မယ်ဆိုရင်ဒီကောင်ရဲ့ SoC က3တန်း3သိန်းနီးပါးအထိ performance ထွက်တာကိုတွေ့ရတယ် global phone ဖြစ်တဲ့အတွက်ဒီဖုန်းနဲ့ game ဆော့မယ်ဆိုရင် PUBG mobile legend တို့ကတော့ 120 fps နဲ့ AC ကျုံလို့ရမယ် T Pro series ရဲ့ဈေးပတ်ဝန်းကျင်မှာကရွေးချယ်တဲ့ဖုန်းတွေအများကြီးပဲဖုန်းတွေကတော့အားလုံး share တွေကြီးပဲသူဈေးနဲ့သူဟာနဲ့သူတော့အကုန်တန်မယ်ဆိုတာကျင်းသေးတယ်ဒါပေမဲ့ကိုယ့်ရဲ့ lifestyle နဲ့အဆင်ပြေတဲ့ဖုန်းတော့ရွေးချယ်ပြီးတော့တေချာလေးဝယ်စီခြင်းတယ်ဒီနေ့ 70T ဖုန်းတွေကမနစ်ကထက်ဈေးဘတ်3000 4000တိဈေးတက်လာတာကိုတွေ့ရတယ်ဒီ 70T RAM 12 256GB မှာဆိုရင်19999ဘတ်နဲ့ဝယ်လို့ရပြီးတော့ဒီ T Pro မှာဆိုရင် RAM 12 256GB က25999ဘတ်ဖြစ်သွားတယ်ဒီဈေးနှုန်းတွေကတော့ RAM ဈေးတွေမြင့်တဲ့အတွက်ဒီအကြောင်းပြချက်တွေနဲ့အကုန်ဈေးတွေတက်တယ်တကယ်လို့ကျွန်တော်အခုပြောတဲ့ဈေးတွေကိုမြန်မာငွေဘယ်လောက်လဲသိချင်နေဆိုရင်ဥပမာအဖြစ်19999ဘတ်ကို128ကျပ်နဲ့မြှောက်လိုက်ရလာတဲ့ဟာဒါမြန်မာငွေဈေးပေါ့ဒါအကြမ်းမြင့်တွက်တဲ့ဟာအတီးယူလို့တော့မရဘူးငွေဈေးပြောင်းလဲတွေတော့ရှိနိုင်တယ်ပေါ့ကျင်းသေးတာတခုကမြန်မာနိုင်ငံထဲကိုဒီဖုန်းဝင်လာမယ်ဆိုရင်တော့ယခုလက်ရှိတွက်တဲ့ရတဲ့ဈေးထက်ပို့ပြီးတော့ဈေးများမယ်ဆိုတော့ကျင်းသေးတယ်ပြီးတော့ကာလာမှာတော့ Xiaomi 70T Pro ဝယ်မယ်ဆိုရင်သူတို့က Redmi Pad 2 Wi-Fi version တစ်လုံးပေးတယ်လက်ဆောင်T 70T ရိုးရိုးဝယ်မယ်ဆိုရင် Xiaomi ရဲ့ Open Watch Stereo နှစ်ချက်တစ်လုံးလက်ဆောင်ပေးတယ်ပေါ့လက်ဆောင်လေးနေကတော့နည်းနည်းတန်တယ်လို့တော့ခံစားလို့ရတယ်အခုပြီးတော့ကာလာပြီးသွားတဲ့အချိန်မှာဒီဈေးနဲ့ပဲဒီလက်ဆောင်တွေမရဘဲနဲ့ဝယ်ရမယ်ဆိုရင်တော့မတန်တော့ဒီနောက်5-6လလောက်ဒီစောင့်လိုက်ပေါ့ဒီဘလောက်တိုင်းတာကြီးရမယ်ဆိုတာအတော်မှဝယ်ဖို့စဉ်းစားသင့်တယ်ကဲလေကျော်လေးရှိသွားပြီဆိုတော့ဒီလောက်နဲ့ပဲရက်လိုက်ရအောင်ကျွန်တော်ရဲ့ဗီဒီယိုမှာအစင်မပီတာလေးရှိတာကိုအဆုံးထိသိခံကြည့်ပြီးတဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေမယ်ဆိုရင်ဒီ YouTube channel လေးကိုပါ subscribe နှိပ်ပေးဖို့တောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်